ပျောက်ဆုံးနေသောမြန်မာတပန်းသို့မဟုတ် MMA ခေတ်မှာပြန်လည်တူးဖော်ရမယ့်ရနာတပါပရိသတ်များလုံးပဲမင်္ဂလာပါများလက်ဝဲ Supreme ကတင်ဆက်နေပါတယ် MMA Mixed Martial Art လောကမှာနပန်း Wrestling Grappling စွမ်းရည်မပါဘဲနဲ့ချန်ပီယံဖြစ်ဖို့ရည်ရည်ရည်တည်ဖို့ဆိုတာကမဖြစ်နိုင်တဲ့လောက်ခက်ခဲလာပါပြီကာဗစ်အစ္စလာမာကချက်ဂျွန်ဂျုံးစ်တို့ကိုကြည့်မယ်ဆိုရင်တော့နပန်းခြေကံဘလောက်အရေးပါတယ်လဲဆိုတာထင်ရှားပါတယ်လူချိန်မှာမြန်မာပရိသတ်တွေမြန်မာဖိုက်တာတွေမိကုန်းထုတ်เสียရှိလာတာကငါတို့မြန်မာရွေးရမှာရောနပန်းမရှိဘူးလားဘာလို့ငါတို့ဖိုက်တာတွေမြေပြင်မိုင်း ground game အားနေနေရလဲဆိုတဲ့မေးခွန်းပါပဲအဖြေကတော့ရှိပါတယ်ရှိအောင်နေမကဘဲနဲ့ MMA ထက်အစားပေါင်းများစွာတက်တန်းရင်းတဲ့သမိုင်းကြောင်းတွေရှိခဲ့ပူပါတယ်တက်လက်ဝမ်းနေစရာကောင်းတာကဒီပညာရက်ကပျောက်ကယ်လို့နေပါဖြစ်နေတာပါပဲကမ္ဘာမှာ BJJ ဘရာဇီးဂျူဂျစ်စုရုရှားဆမ်ဘိုဂျပန်ဂျူဒိုစားတဲ့အားကစားတွေနာမည်မကြီးခင်နှစ်ပေါင်းထောင်ချီကတည်းကမြန်မာမျိုးမှာနပန်းလို့ခေါ်တဲ့လုံထွေးတက်ပုတ်တဲ့ပညာရက်ရှိခဲ့ပြီးသားဖြစ်ပါတယ်ပကံခေတ်နယ်စီးပကြီးတွေပြူခေတ်ထောက်ထားတွေမှာလက်ဝီထုံးရဲ့ပုံတွေပြီးလုံထွေးတက်ပုတ်နေတဲ့နပန်းသမားပုံတွေတွေ့ရပါတယ်ရှေးခေတ်မြန်မာစစ်တီတော်တွေကလက်ဝိ striking နဲ့မကပဲလက်နက်မဲ့တွေကရန်သူကိုချုံနှောင်မှုမြေပြင်ကိုကင်ပေါက်ဖို့အတွက်နပန်းကိုပါတွဲဖက်လေ့ကျင့်ခဲ့ရပါတယ်အဲဒါကပြည့်စုံတဲ့ကိုခံပညာစနစ်တစ်ခုဖြစ်ခဲ့ပါတယ်မြန်မာနပန်းက MMA ထက်တက်တန်းရင်သလားဒီမေကွန်းအတွက်အဖြေကတော့ရာနှုန်းပြည့်ဟုတ်ပါတယ်ခေတ်သစ် MMA UFC ဆိုတာက1993ခုနှစ်မှစတင်ပေါ်ပေါက်လာခဲ့တာပါဘယ်လ်တာတို့ဘန်ခရစ်ရှင်တို့ရှိခဲ့ပေမဲ့စနစ်တကျ MMA ဖြစ်ပေါ်လာတာကနှစ်30ကျော်ပဲရှိပါသေးတယ်မြန်မာနပန်းကတော့နှစ်ပေါင်း1000ကျော်တက်တန်းရှိပါတယ်ပကံခေတ်17ရာစုကတည်းကအစစ်တီတွေလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်အိန္ဒိယကကတ်စတီမွန်ဂိုလီးယားကဘိုကာတို့လိုပဲရှေးကြဆုံး grappling ပညာရေးတွေထဲမှာပါဝင်တာဖြစ်ပါတယ်အဲဒါကြောင့်မြန်မာနပန်းက MMA ထက်အသက်ကြီးုံသာမက MMA ရဲ့ဘိုးအေတော်တဲ့ရှေးအောင်ပညာရေးတစ်ခုဖြစ်ပါတယ်ဒီလောက်သမိုင်းကြောင်းခိုင်မာတဲ့ပညာရေးတစ်ခုကဘာလို့အခုချိန်မှာလူမသိသူမသိဖြစ်သွားရတယ်လဲအကြောင်းရင်းလေးချက်ရှိပါတယ်နံပါတ်1မြန်မာလူမျိုးတွေရဲ့သွေးထဲမှာအတိုက်ခံကိုကြိုက်ပါတယ်လက်ဝဲပွဲတွေကသွေးထွက်တန်ယူများပါတယ်အလဲထူရိုင်မြင်ရတယ်စိတ်လှုပ်ရှားစရာကောင်းတယ်နပန်းကြတော့နီးစနစ်စံနဲ့ကြားတယ်ပရိသတ်ကြိုက်နေတယ်အဲဒါကြောင့်ပွဲစီစဉ်သူတွေကလက်ဝဲကိုပဲဦးစားပေးခဲ့ကြပြီးတော့နပန်းကဖျားပွဲစည်းတွေမှာကလေးတွေကစားနေတဲ့အဆင့်လောက်မှာပဲကြံရစ်ခဲ့ပါတယ်နံပါတ်2ရှေးခေတ်ကလက်ဝဲနဲ့နပန်းကိုတွဲကစားခဲ့ကြပြီမြဲနောက်ပိုင်းမှာခေတ်သစ်လက်ဝဲစီးမင်းတွေပေါ်လာတဲ့အခါမှာတော့မြေပြင်လဲကြရင်မထိုးရမချုပ်ရဆိုတဲ့စီကံပါဝင်လာပါတယ်ဒါကနပန်းပညာရဲ့သေမိတ်ပါပဲလက်ဝဲသမားတွေကမတ်တက်ရက်ထိုးတက်ဖို့ပဲလေ့ကျင့်ကြပြီးတော့မြေပြင်ချုပ်ကွက် ground game ကိုမလိုတော့ဘူးဆိုပြီးတော့ဆွန့်ပစ်လိုက်ကြပါတယ်နံပါတ်3လက်ဝဲသမားတယောက်ကရွှေကပတ်ရရင်နာမည်ကြီးတယ်ပိုက်ဆံရတယ်နပန်းသမားတယောက်ကတော့ရခိုင်ပြည်နယ်ဖျားပွဲတွေမှာဂျွန်ပြိုင်ပွဲတွေဝင်ပြိုင်ုံကလွဲရင်တော့ဘောရက်ဒီစရာလမ်းကြောင်းမရှိပါဘူးစီပွားရေးရတွက်ချင်မကိုက်တဲ့အတွက်တင်ယူသူနေပါသွားတာဖြစ်ပါတယ်နံပါတ်4ဂျပန်ကဂျူဒိုကိုကဘာအဆင့်ဖြစ်အောင်လုပ်တယ်ရုရှားကစတန်ဘိုကိုစစ်တပ်မှသုံးတယ်မြန်မာကတော့နပန်းကိုရွာကစားနည်းအဆင့်လောက်ပဲထားခဲ့တာပါစနစ်ကျတင်ယုံညွန်းနှံ့နေကဘာအဆင့်သတ်မှတ်ချက်တွေမလုပ်ခဲ့တဲ့အတွက်ပညာရက်ကတိမ်ကောပျောက်ကွယ်သွားခဲ့ရတာပါအခုချိန်ဟာမြန်မာနပန်းပြန်လည်နှိုးထားဖို့အကောင်းဆုံးချိန်ပါပဲဘာကြောင့်လဲဆိုတော့ MMA ခေတ်စားလာလို့ဖြစ်ပါတယ်လက်ဝဲကလပ်ဒီမှာ stand-up striking နဲ့မကဘဲနဲ့နပန်း grappling ကိုပါတင်ယုံတစ်ခုအနေနဲ့ပြန်ထည့်တင်ပါတယ်ရှေ့ခေတ်ကလိုပဲတိုင်းမြောင်းမြန်တို့ဗန်ဒိုဗန်ရှီတို့မှာပါတဲ့ချုပ်ကွက်ကင်ပေါက်ကွက်တွေကိုခေမီနီစနစ်တွေနဲ့ပေါင်းစပ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်လက်ရှိမြန်မာနပန်းအသက်ရှင်ကျန်နေသေးတဲ့တခုတည်းသောနေရာကရခိုင်ပြည်နယ်ဖြစ်ပါတယ်ရခိုင်ပြည်ကကျွန်းနပန်းပြိုင်ပွဲတွေကိုဒေတာရင်းပွဲတော်အဆင့်ကနေ national level နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေဖြစ်မြင့်တင်ပေးတင်တာဖြစ်ပါတယ်အဲဒီကနပန်းသမားတွေကို MMA ဘက်ကူးပြောင်းပေးရင်အောင်မြင်နိုင်ခြေရမ်းများပါတယ်မြန်မာလူငယ်တွေ MMA ထိုးခြင်း BJJ တင်ဖို့နိုင်ငံခြားသွားစရာမလိုပါဘူးကိုရွာနပန်းကိုရင်ကျွမ်းကျင်အောင်လုပ်တင်ပါတယ်မြန်မာနပန်းမှာခြေချိတ် leg sweep ခါကင်ပေါက် body locks လေပင်ချုပ်တွေအစုံရှိပါတယ်အဲဒါကိုစနစ်ကျပြန်လည်ဖော်ထုတ်ပြီး MMA နဲ့ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အားလုံးချစ်တဲ့အောင်လအန်ဆန်းကိုကြည်ပါသူကလက်သီးခြေကန်ချက်ရမ်းကောင်းပါတယ်ဒါမဲ့ရိုင်းနီယာတီယိုတာလိုနပန်းသမားနဲ့တွေ့တဲ့အခါမှာမြေပြင်မှာဘာမှလုပ်မရဘဲနဲ့ရှုံးနေခဲ့ရပါတယ်တကယ်လို့သာအောင်လအန်ဆန်းဟာငယ်စဉ်ကတည်းကမြန်မာနပန်းကိုစနစ်ကျတင်ကြားခဲ့ရမယ်ဆိုရင်တော့သူရဲ့ ground defense ကဒီထက်ပိုကောင်းခဲ့မှာသိကြပါရီမြန်မာဖိုက်တာတွေကမ္ဘာအဆင့်မှာပိုဆွဲခြင်းလက်ဝဲတစ်ခုတည်းနဲ့မရတော့ပါဘူးကိုချန်နယ်မှာမြုပ်ထားပြီးတော့မင်းနေတဲ့ရွှေအိုးကြီးဖြစ်တဲ့မြန်မာနပန်းကိုပြန်လဲတူးဖော်ပြီးတော့လက်နက်လှုပ်ကြဖို့အချိန်တန်ပါပြီဒါကရိုးရာကိုထိန်းသိမ်းတာလည်းဖြစ်တယ်လို့ခေတ်သစ် MMA လောကမှာမြန်မာတွေနေရာတနေရာရဖို့အတွက်လည်းအဓိကတော့ချက်ဖြစ်ကြောင်းသုံးသပ်တင်ဆက်ပေးလိုက်ရပါတယ်ညာအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညာ